တပည့်ကိုင်တဲ့အကောင်ကမေ့ဆိုပေမဲ့အရင်စိတ်နှလုံးအေးချမ်းတာတော့မဟုတ်ဘူး အားလုံးပဲမင်္ဂလာပါဒီနေ့ fan sport မှာမီစီနဲ့တူတူရှိနေတာပါအမငိမ့်လည်းရှိပါတယ်ဟုတ်ကဲ့ ဟုတ်အားလုံးမင်္ဂလာပါငိမ့်ပါ အမ e-sport မှာတခြားဘာ game တွေဆော့ပြစ်လဲ e-sport မှာ Mobile Legends တော့အရင်တော့ကအရင်ဆော့ဖြစ်တယ် အခုအောင်မဆော့ပြစ်တော့ဘူး အခုကအလုပ်များတော့တိတ်မဝင်ဖြစ်တော့တာ အမအရင်တော့ဘာရိုးဆော့လဲအမလေအမကိုလေတော်တော်များများအဲ့လို game ဆော့မယ်ဆိုလို့ရှိရင်တူတူဆော့ကျင်ကြတယ်ပေါ့နော်အဲ့တော့အမဘာရိုးဆော့ခဲ့တာလဲဘယ်တော့ဆော့ခဲ့ရ Mesh ဆော့ခဲ့ရဘယ်တော့မှလဲဆိုတော့2018ကနေပြီးတော့ဟာလောက်ဒီ2023 2024လောက်ထိဆော့ခဲ့ရ အော် okay တော်တော်ကြာဆော့ခဲ့တာပဲ ဟုတ်တယ် မသိခဲ့ဘူးဗောအမကိုတော်တော်များ game ထဲမှာတွေ့ဘူးတဲ့သူတွေလည်းရှိကြမယ်တင်တယ် ရှိမယ်ထင်တယ်အရင်တော့ stream လုပ်မလို့ဒါပေမဲ့မလို့ဖြစ်သွားတာ အော်အမ stream လို့ရှိရင်အခုချိန်မှာလူတွေကအရန်ဝိုင်းကြည့်ကြပါအမပြန် stream မှာလားလို့ပေါ့နော်အဲ့လိုမျိုးတော့ပြန်ပြီးတော့ encourage လုပ်ရတယ်အမပြန်ပြီး stream မှာလား stream လို့စီစဉ်ရှိလား အဓိကအခုဒီဘက်ကအလုပ်တွေကလည်း influencer ဘက်ရောက်သွားတာဆိုတော့လေ game ဘက်ကိုတိတ်ပြီးတော့အချိန်မပေးဖြစ်တော့အဲ့အကြောင်းမလို့ဟုတ် တကယ်လို့အမ game လောကတွေကိုဝင်လာခဲ့မယ်ဆိုလို့ရှိရင်ညီမတို့ game လောကတွေလုံးဝ 1 million welcome ပါလို့အမတို့လူမျိုးအရန်လိုအပ်နေတာပါအမမျက်နှာလေးကြည့်လိုက်တာလေညီမတို့ကလုံးဝဟို stream လေးကိုကြည့်လိုက်တာနဲ့လေအေးချမ်းပြီးအိပ်ပျော်အောင်ပါတည်ရမှာနှလုံးစိတ်အေးချမ်းအောင်အမအဲ့ဒါမျိုးတကယ်ညီမတို့လိုအပ်နေတာ တပည့်ကိုင်တဲ့အကောင်ကမေ့ဆိုပေမဲ့အရင်စိတ်နှလုံးအေးချမ်းတာတော့မဟုတ်ဘူး ဘာဟီးရိုဆိုတာလဲတခြားမေးဆိုတာ Selena အော်ဆလီနာဆိုတော့တော်တော်အဲ့လိုမျိုးဟိုခြုံထဲမှာနေလိုက်ညားတွေပြင်လိုက်ရှောင်းလိုက်โอเคအမလည်းလိုက်ပါရဲ့ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်အမမီစီကိုပေါ့နော်ဂိမ်းဆော့ရချင်းကြလို့ရှိရင်မီစီမပါမဖြစ်ပဲပေါ့ ဟုတ်ကဲ့ဘာမှဖြစ်ပဲ โอเคအဲ့ဒါဆိုလို့ရှိရင်ကျေးဇူးအများကြီးတင်ပါတယ် ဒီစညာကြမှာရှင်ဟုတ်ကဲ့